ရုံခန်း3ဗီဒီယိုလေးစေးလာတုတ်ပေးဖြစ်ပါတယ်ဒီနေ့နန်းတို့ရုံခန်း3စာရက်စာတမ်းတွေထည့်ဖို့နဲ့တခြားရုံခန်းကပစ္စည်းတွေနဲ့ဆိုင်တဲ့ပစ္စည်းတွေထည့်ဖို့ရုံခန်းပိုင်ရှင်ကနန်းတို့တထေးကိုတဘာဝတိသားရောင်နဲ့ဗီဒီယိုလေးတစ်လုံးအော်ဒါမှာထားတာပေါ့နော်ဒီ office ရဲ့ဗီဒီယိုကိုနန်းတို့တဘာဝတိသားရောင်လိုမျိုးစေးတုတ်ထားတာပေါ့နော်တချို့အင်ရှင်တွေကကြတော့တိသားကိုတဘာဝအယောင်မဟုတ်ဘဲနဲ့တခြားတယောင်ဆန်းဆန်းလေးတွေအယောင်တင်ခိုင်းတယ်စိုးခိုင်းတယ်ပေါ့နော်ဒါပေမဲ့ဒီရုံခန်းပိုင်ရှင်ကတော့တဘာဝဆန်းဆန်းလေးပဲသဘောကျတယ်ဆိုလို့နန်းတို့လည်းတဘာဝတိသားရောင်ပဲစိုးပေးလိုက်ပါတယ်ဒီရုံခန်း3ဗီဒီယိုတစ်လုံးကိုနန်းတို့တစ်ပတ်ကျော်ကျော်လောက်တော့ဝင်ပြီးစေးတုတ်လိုက်ရတယ်ပေါ့နော်ပရိဘောကစေးတွေကလေလက်နေနေဝင်တယ်ဘာဖြစ်လို့လဲဆိုတော့ပရိဘောကဈေးတွေကအသေးစိတ်ကနေကြည့်ပြီးလုပ်ပေးရတယ်။တက်တရရလလပပလေးရလာဖို့ကအချိန်နဲ့ပေးရပါတယ်။ဒါကတော့စေးတုပ်ပြီးခါနီးအချိန်နေပေါ့နော်။တဘာဝတစ်သားရောင်လေးပါ။ဒီရုံခန်းလေးကလေစင်ယုံနဲ့နီးတယ်။နန်းအနီးကတော့မရိုက်လိုက်ရဘူးအဝေးကနေပဲရိုက်လိုက်ရတယ်။စင်လေးတွေလမ်းလျှောက်နေတယ်ပေါ့နော်။စင်ကြီးတွေကလေတစ်နေ့2ခေါက်3ခေါက်သူတို့စင်ယုံကနေထွက်လာပြီးတော့လမ်းလျှောက်တာကိုတွေ့ရတယ်ပေါ့နော်။သူ့ရဲ့စင်ထိန်လဲပါပါတယ်။အလုတ်လဲလှုပ်ရင်စင်တစ်ခါလမ်းလျှောက်ထွက်လာရင်ပြေးကြည့်ရတာအမောရုံခန်းပတ်လဲစိမ့်လန်းစုပြင်းနေတယ်မြင်ကွင်းကြီးလည်းရှိတယ်ချင်းဒါကနန်းနောက်ဆုံးအလုတ်လုပ်တဲ့ရက်မှာရိုက်ထားတဲ့မြင်ကွင်းလေးပေါ့နော်